ဝေးကျော်လိုချန်ပီယံကပတ်ဖြုတ်ခံတဲ့ပြင်နဘေးရတကွက်ပြတာပါခံလိုက်ရတဲ့စူပါလက်ကတော့ဝေးကျော်လိုချန်ပီယံကပတ်ဖြုတ်ခံလိုက်ပြီဖြစ်ပါတယ်ဒါစူပါလက်အနေနဲ့ရောထန်ပြီးတဲ့နောက်ဝေးကျော်လိုချန်ပီယံကပတ်အဖြုတ်ခံခဲ့ရတဲ့ဒုတိယမြောက်ချန်ပီယံဟောင်းဖြစ်လာခဲ့ပါတယ်တိမ်ကြသေးကမှာဂျော်နသန်ဟက်ကာဒီကိုနိုင်ပြီးတော့ဘန်နန်ဝိတ်တန်းချန်ပီယံဖြစ်လာခဲ့တဲ့စူပါလက်တယောက်ကပတ်ကာကိုဝဲမထိုးရသေးခင်မှာပဲပလင်ဘောပြုတ်ကျသွားခဲ့ပါပြီနီကိုကာရီလိုနဲ့ပွဲတုန်းကလည်းစူပါလက်ဒန်ကြောင့်နှုတ်ထွက်လိုက်လို့ဂျားပြတ်ချန်ပီယံလူပွဲပေါ်လာခဲ့တာပါနဘေးကလူစားဝင်ထိုးပြီးတော့ကာရီလိုကိုလွယ်လင်းတခုနိုင်ပြီးတော့ဘန်နန်ဝိတ်တန်းဂျားပြတ်ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်ဒီနေ့ပူနူနေချန်ပီယံစူပါလက်တယောက်ကပတ်ကာကိုဝဲမထိုးရဘဲနဲ့ကပတ်ပေါင်းစည်းပွဲထိုးလိုက်တာဖြစ်ပါတယ်အစင်မပြေကျင်တော့ရေတက်ဆရာမှာတိုင်ပတ်သွားပြီးတော့ဝေးပိုးသွားတာကြောင့်ချန်ပီယံကပတ်ဖြုတ်ခံလိုက်ရတာဖြစ်ပါတယ်ဒါကြောင့်ချန်ပီယံကပတ်ပေါင်းစည်းပွဲဆိုတာလည်းဖြစ်မလာတော့ပါဘူးစူပါလက်ကပတ်ပြုတ်သွားပြီဖြစ်ပြီးတော့နဘေးကတော့ဂျားပဲချန်ပီယံဖြစ်နေဆက်ပြီးတော့ရှိနေမှာဖြစ်ပါတယ်ဂျုံနဲ့ကတ်ချွေညှိထိုးရပြီးတော့စူပါလက်ကသူ့ရဲ့ဒိုးကြီးတဲ့က30ခန်းတို့ကိုနဘေးစီကိုခွဲပေးလိုက်ရပါတယ်နဘေးကလူလေပါစူပါလက်ဝိတ်ပုံနေအကြောင်းချန်ပီယံလူပွဲမထိုးပါဘူးချန်ပီယံလူပွဲထိုးလို့နိုင်ခဲ့ပြဿနာမဟုတ်ပေမဲ့ရှုံးခဲ့ရင်တော့ပြဿနာရှိပါတယ်ဒါကြောင့်ပွဲမပြောင်းရိုး3ကြီးဝဲပဲကစားဖို့လက်ခံလိုက်ပါတယ်နဘေးအနေနဲ့နိုင်လဲစူပါလက်ကိုနိုင်တာမလို့သူ့အတွက်ဂုံတက်မှာဖြစ်ပြီးရှုံးရင်လည်းကပတ်ကိုတော့မထိခိုက်တော့ပါဘူးစူပါလက်ကတော့ချန်ပီယံကပတ်လဲဆုံးထိုးကြီးလဲခွဲပေးရမလို့မြေနှစ်ခါနာသွားခဲ့ရပါတယ်ဒါကြောင့်ဖေးဆော့မှာရုပ်ဒီနဲ့ရှယ်ချမ်းသွားခဲ့ပြီးတော့နဘေးကိုရှယ်ဦးတီးတော့မှာဖြစ်ပါတယ်ပြုံးပြတိုင်းပိုင်းလုံးမနေတော့ဘဲနဲ့ဖြဲသွားခဲ့တာပါနဘေးကလည်းစူပါလက်ကိုတွန်းထိုးလိုက်ပါသေးတယ်ပွဲကတော့တကယ်ကိုကျန်းတော့မယ်ပွဲမျိုးပါပဲအခုလိုနဘေးနဲ့စူပါလက်တို့ပွဲချန်ပီယံလူပွဲကလည်းရိုးပွဲဖြစ်သွားတဲ့ပုံမှာဝမ်ချန်ပီယံရှစ်ဥက္ကဋ္ဌဂျာထရီကတော့အောက်ပါတိုင်းပဲပြောသွားပါတယ်ဝေးချီယာမှာတတ်မှတ်ထားသလိုမဖြစ်ခဲ့တာကြောင့်စူပါလက်ရဲ့ဘန်နန်ဝိတ်မွေတိုင်းကပတ်ကိုဖြုတ်ချလိုက်ပါပြီနဘေးနဲ့စူပါလက်တို့ရဲ့ပွဲကချန်ပီယံလူပွဲမဟုတ်တော့ပါဘူးရိုး3ကြီးပွဲပဲဖြစ်သွားပါပြီညီနိုင်မှုတွေပြီးမှနဘေးကစူပါလက်ရဲ့ထိုးကြီး30ခန်းတို့ကိုခွဲဖို့သဘောတူလိုက်ပါတယ်ပရိသတ်တွေနေတဲ့ပွဲချန်တဲ့ပွဲကိုမျှော်လင့်နိုင်ပါတယ်အစင်မပြေမသေးကြမှုတွေရှိနေသေးမဲ့ဝမ်ဟာရေတက်စစ်တောင်ပထမဦးစားပေးထားပါတယ်ဒါကစားမတွေရဲ့ကျမ်းမာရေးအတွက်ဘာလို့ပြောခဲ့တာဖြစ်ပါတယ်ဒါဆိုရင်နဘေးနဲ့စူပါလက်တွေပွဲဘယ်သူနိုင်မလဲစဉ်းစားကြည့်အောင်ပါ2023တုန်းကကစားခဲ့တော့ flyweight တန်းမှာဖြစ်ပြီးတော့နဘေးကပူပိန်လိုပါဝါလေးနေပါတယ်ဘန်နန်ဝိတ်တန်းမှာတော့အရက်နဲ့ weight ကပူမျှလာပြီးတော့နဘေးရဲ့ပါဝါတွေတက်လာခဲ့ပါတယ်သူရဲ့ထောက်လက်သီးဒူးတိုက်ချက်နဲ့အမြင့်ကန်ချက်တွေကိုပြိုင်ဘက်တွေကမခံနိုင်ကြတော့ပါဘူးဒါကြောင့်လည်းအလဲထိုးနိုင်ပွဲတွေရရှိလာတာပါနဘေးကခွာကစားရင်ခြေလမ်းလက်တံရှေးပြီးနဲ့မဟုတ်ပိုတာပါတယ်ပူစားရင်သူ့ရဲ့ချုပ်ဒူးကကြောက်စရာကောင်းပါတယ်အရက်မကွာတဲ့ကစားမချင်းကစားရင်ဒူးက1 byte တွေကိုပဲတိုက်နေတာဖြစ်ပေမဲ့နဘေးကရက်မျက်နှာကြောင့်သူ့ရဲ့ဒူးတွေရဲ့ပြိုင်ဘက်မေယိုးတွေကိုပါထိနိုင်ပါတယ်အနီးကရဲ့နဘေးရဲ့အားသာချက်ကကြီးပါတယ်ချုပ်ဒူးတိုက်လိုက်မိန်နဲ့ခံစားလိုက်ရမှာပါဒါပေမဲ့နဘေးကစူပါလက်ကိုတော့လွယ်မထင်ပါဘူးဘာလွဲဆွေနဘေးနိုင်ခဲ့တဲ့ကစားမတွေကစူပါလက်နဲ့တွေ့ရင်လည်းရှယ်လောက်ခံမဲ့သူတွေကြီးပါပဲဖိလစ်ပီလိုဘိုဆိုလင်းဦးနီကိုကာရီလိုကလပ်ဒန်တို့လည်းစူပါလက်ကိုမနိုင်ပါဘူးနောက်ပြီးတော့နဘေးကသူ့ကိုဘာမှမလုပ်နိုင်တဲ့ကစားမတွေကြီးပဲနိုင်ထားဖြစ်တဲ့အတွက်သူ့ရဲ့မာကုန်လည်းမှတ်ကြောင်မတင်ရသေးပါဘူးစူပါလက်ကတော့နဘေးကိုထိအောင်ကစားနိုင်တဲ့ကစားမဖြစ်ပါတယ်မမီတဲ့မျက်နှာကိုထိုးဖို့ကြိုးစားမယ်ဆိုစူပါလက်ကအောက်ပိုင်းဖြိုးဖို့များပါတယ်စူပါလက်ပါဝါလက်သီးတွေကိုနဘေးကြတာတောင်းခံနိုင်ပါမလားစဉ်းစားကြပါစူပါလက်ကကစားမပွဲတိုင်းသူကကြီးဥအောင်လုပ်တဲ့သူဖြစ်ပါတယ်ဖိုင်ဂျူလည်းကောင်းတယ်နဘေးထင်တော့မလွယ်ပါဘူးနဘေးပဲနိုင်စူပါလက်ပဲနိုင်စူပါလက်နဲ့နဘေးတို့တက်တက်မြောက်ပွဲကိုမြင်ရနိုင်ကြတော့ရှိနေပါတယ်ပရိသတ်တွေရောဘယ်သူနိုင်မယ်ထင်လဲကွန်မန့်မှာမှတ်ချက်ပေးသွားလို့ရပါတယ်